စောစားကြတက်ချစ်တဲ့ဖမင်းစီကိုပြလက်ကလေးကိုဖြန်းတာငါတို့တောင်းတယ်ဟိုဘိုးအေးဘယ်နဲ့စောစောအေးရထားရေမိုးချိုးကြောင်းကိုတော့အတန်ထဲမှာလူတွေဆုံးပြီးအာလုံးရွတ်ဆိုကြဒါတို့တိုင်းတို့ညီမပြေတို့ညီမပြေခုတော့မိသားစုကပါလေးတဲ့အေးစိတ်အေးရကြီးနဲ့သိစိတ်နေပဲရှစ်စိတ်ရမှာပေါ့စင်ကဖြစ်စတဲ့ကငါတို့ကြည်ပြင်းပြီပဲဘဝဆိုတဲ့တိုက်ပွဲတွေကြားမှာတလေရာစီရှင်တန်းနေပြီပဲအော်တချို့ကြတော့နေချင်မှလည်းမနေတာလို့တော့တချို့ကြတော့ပြန်လာခြင်းဒီပြန်လာခွင့်မရတချို့ကြတော့ယူရီယာမြေတချို့ကြတော့မတင်မြင်မှပြန်လာခွင့်မရအော်တချို့ကြတော့နေချင်မှလည်းအမေရိကတချို့ကြတော့ပြန်လာခြင်းဒီအော်စီတွေကတချို့ကြတော့စင်ကာပူမှာတချို့ကြတော့ဂျပန်မြေမှာရှင်ပန်းခဲ့ကြချဘွားကိုသူစေးကြခုတော့ချက်တဲ့လူလည်းမင်းကြောင့်လေးတွေပြောရင်လွန်ကြတွေဝဆောင်နေတဲ့မင်းတဲ့စုပန်နဲ့ရာရာတိုင်းတွေ့တရားသူတော့မင်းပဲချက်တဲ့မင်းဒီမှာပြီကိုတရားတဲ့ကမင်းဒီလိုက်ပေါ်ဒီမှာပြီကတချင်လေးဝဆိုရှုံးကြည့်သောတဲ့ဘာရဲ့ရှင်မမင်းပါဒီမှာပြီပါခေဘွားတော့ကပြေလောရင်စောစားကြတက်ချစ်တဲ့ဖမင်းစီကိုပြလက်ကလေးကိုဖြန်းကငါတို့တောင်းတယ်ဟိုဘိုးမနဲ့စောတော့အေးရထားရေမိုးချိုးကြောင်းကိုတော့အတန်ထဲမှာလူတွေဆုံးပြီးအာလုံးရွတ်ဆိုကြဒါတို့တိုင်းတို့မြမပြေခုတော့မိသားစုကပါလေးတဲ့အေးစိတ်အေးရကြီးတဲ့သိစိတ်နဲ့လေရှစ်စိတ်ရမှာပေါ့စင်ရဖြစ်စတဲ့ကငါတို့ကြည်ပြင်းပြီပဲဘဝဆိုတဲ့တိုက်ပွဲတွေကြားမှာနေရာစီရှင်တန်းနေပြီပဲအော်တချို့ကြတော့နေချင်မှလည်းမနေတာလို့တော့တချို့ကြတော့ပြန်လာခြင်းပြီးပြန်လာခွင့်မရတချို့ကြတော့ယူရီယာမြေတချို့ကြတော့မတင်မြင်မှပြန်လာခွင့်မရအော်တချို့ကြတော့နေချင်မှလည်းအမေရိကတချို့ကြတော့ပြန်လာခြင်းပြီးအော်စီတွေကတချို့ကြတော့စင်ကာပူမှာတချို့ကြတော့မရှင်တန်ခဲ့ကြအဲ့ဒါစတဲ့ရင်ချမ်းချဘွားကိုသူစေးကြအခုတော့ချစ်တဲ့သူလည်းမင်းကြောင့်လေးကိုပြောရင်လွန်ကြတွေးဖို့ဆောင်နေတဲ့မင်းတဲ့စုပန်းနဲ့အရာရာတိုင်းတွေ့အော်တချို့ကြတော့နေချင်မှလည်းမနေတာလို့တော့ချို့ကြတော့ပြန်လာခြင်းပြီးပြန်လာခွင့်မရတချို့ကြတော့ယူရီယာမြေတချို့ကြတော့မလေးမြေမှာပြန်လာခွင့်မရအော်တချို့ကြတော့နေချင်မှလည်းအမေရိကတချို့ကြတော့ပြန်လာခြင်းပြီးအော်စီတွေကတချို့ကြတော့စင်ကာပူမှာတချို့ကြတော့အမြင်မှာရှင်တန်ခဲ့ကြအိုက်ပစ္စတဲ့ရင်ချမ်းချဘွားကိုသူစေးကြအခုတော့ချစ်တဲ့သူလည်းမင်းကြောင့်လေးကိုပြောရင်လွန်ကြတွေးဖို့ဆောင်နေတဲ့မင်းတဲ့စုပန်းနဲ့ရာရာတိုင်းတွေ့တရားသူကမင်းတဲ့ချစ်တဲ့မင်းမှာပြီကိုပြရတဲ့အခါမင်းဒီလိုက်ပေါ်မှာပြီကတချင်လေးဆိုလူကြီးကတန်းပါရဲ့ရှင်မဝန်ခံပါဒီမှာပြီကွာတချို့ကြတော့နေချင်မှလည်းမနေတာလို့တော့တချို့ကြတော့ပြန်လာခြင်းပြီးပြန်လာခွင့်မရတချို့ကြတော့တို့မြန်မာပြည်တချို့ကြတော့အဝေးတည်းစီရှင်တ